စာခွဲအလုတ်ရှင်ဆိုသည်မှာဤဥပဒေအရမတန်ဆွမ်းသူများကိုတတ်မှတ်ထားသောဝေပုံကြနှုံထအရေးအတွက်အတိုင်းအလုတ်ခန့်ထားရန်တာဝန်ရှိသောအစိုးရဌာနများအဖွဲ့အစည်းများကုမ္ပဏီများနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှအလုတ်ရှင်သို့မဟုတ်အလုတ်ရှင်ကတာဝန်ပေးသည့်စီမံခန့်ခွဲသူကိုဆိုသည်စာမြင်ဆွဲမတန်ဆွမ်းသူများအသင်းအဖွဲ့ဆိုသည်မှာမတန်ဆွမ်းမှုအမျိုးအစားလိုက်ဖြစ်စေမတန်ဆွမ်းမှုအမျိုးအစားများစုပေါင်းရေးဖြစ်စေ၎င်းတို့ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းထားသောအသင်းအဖွဲ့တစ်ခုခုကိုဆိုလိုသည်ညာမြန်မာနိုင်ငံမတန်ဆွမ်းသူများအသင်းချုပ်ဆိုသည်မှာမတန်ဆွမ်းသူအသင်းအဖွဲ့များမှကိုယ်စားလှယ်များနှင့်မတန်ဆွမ်းသူအသင်းအဖွဲ့များမှအဖွဲ့ဝင်မဟုတ်သည့်မတန်ဆွမ်းသူကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားသောအသင်းချုပ်ကိုဆိုသည်တာတလင်းကျိမတန်ဆွမ်းသူများအတွက်ဆောင်ရွက်သောအဖွဲ့အစည်းဆိုသည်မှာမတန်ဆွမ်းသူများ၏အခွင့်အရေးနှင့်အကျိုးစီးပွားများအတွက်ဆောင်ရွက်ရန်ရည်ရွယ်ဖွဲ့စည်းထားသောပြည်ရင်းပြည်ပမှအဖွဲ့အစည်းတစ်ခုခုကိုဆိုသည်ခြာဝန်ပဲပုဂ္ဂလိကပညာသင်အထူးကျောင်းဆိုသည်မှာမတန်ဆွမ်းသူများ၏ပညာရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ပညာသင်ကြားပို့ချသည့်ပုဂ္ဂလိကသို့မဟုတ်ပုဂ္ဂလိကအဖွဲ့အစည်းနှင့်စေတနာဝန်ထမ်းပရဟိတပိုင်းတက္ကသိုလ်ဒီဂရီကောလိပ်သိပ္ပံသို့မဟုတ်အခြေခံပညာကျောင်းများကိုဆိုသည်ကြာရင်ကပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းဆိုသည်မှာမတန်ဆွမ်းသူများကိုအသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုခုလုပ်ကိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးသည့်ပုဂ္ဂလိကအဖွဲ့အစည်းနှင့်စေတနာဝန်ထမ်းပရဟိတပိုင်းသင်တန်းသို့မဟုတ်ကျောင်းတစ်ခုခုကိုဆိုသည်ကြာရင်မဟုတ်ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနဆိုသည်မှာမတန်ဆွမ်းသူများကိုဆေးပညာအရကိုယ်ကာယပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့်ဉာဏ်ရည်ပိုင်းဆိုင်ရာတို့ကိုပြုစုကုသရေးပြုစုပျိုးထောင်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက်ဝန်ဆောင်မှုဆောင်ရွက်ပေးသောပုဂ္ဂလိကပိုင်းသို့မဟုတ်ပုဂ္ဂလိကအဖွဲ့အစည်းပိုင်းသို့မဟုတ်စေတနာဝန်ထမ်းပရဟိတပိုင်းပြန်လည်ထူထောင်ရေးဌာနနှင့်ကျောင်းတစ်ခုခုကိုဆိုသည်နာကြီးပိုင်ရှင်ဆိုသည်မှာပုဂ္ဂလိကအဖွဲ့အစည်းသို့မဟုတ်ပုဂ္ဂိုလ်ကတည်ထောင်ဖွင့်လှစ်ထားသောပုဂ္ဂလိကပညာသင်အထူးကျောင်းပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းနှင့်ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနတစ်ခုခု၏ပိုင်ရှင်သို့မဟုတ်ထိုပိုင်ရှင်ကတာဝန်ပေးသည့်စီမံခန့်ခွဲသူကိုဆိုသည်